ရာချန်ကိုလည်းထိုးတဲ့အနိုင်ယူပြီးဝမ်ရဲ့ Hall of Fame မှာထဲသွင်းဂုဏ်ပြုခံရမယ်တာခဲရုတက်ခိုင်အောင်စားစီစဉ်ကိုတင်ဆက်ပေးနေတဲ့ Case Site ဂျာနယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဝမ်ချန်ပီယံရှစ်ဥက္ကဋ္ဌနဲ့ CEO ဖြစ်သူချက်တွေကအင်္ဂါနေ့ညမှာလူမှုကွန်ရက်ကနေတဆင့်တရားဝင်ကြေညာခဲ့တာကတော့တာခဲရုဟာလာမယ့်အော်တိုဘာလမှာကျင်းပမယ့် One Samurai 4ပွဲစဉ်တွင် One Hall of Fame ဖြင့်ဂုဏ်ပြုချီးမြှင့်ခံရမှာဖြစ်သလိုသူရဲ့ကစားမဘဝအနားယူခြင်းအထိမ်းအမှန်မောင်းဆယ်ရဲကြီးဂုဏ်ပြုခန်းနာကိုလည်းပြုလုပ်ပေးသွားမယ်လို့ပြောဆိုလာခဲ့ပါတယ်။တာကဲတို့ကနာမည်ကျော်ကစားမတွေဖြစ်တဲ့ DJ Bibiano Fernandez နဲ့ကျွန်တော်တို့ရဲ့ Marcel Alan Anson နဲ့တူ One Hall of Fame ဆင်းထဲမှာပူးပေါင်းပါဝင်လာမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ One Samurai 1ပွဲစဉ်မှာတာကဲတို့က9ချီမြောက်မှာ Ratan ကိုလည်းထုံးနေနိုင်ယူပြီး Flyweight ကပောင်စင်ကြားပြတ်ချန်ပီယံခပတ်ကိုစုကူးခဲ့သလိုသူရဲ့လက်ကိုကြိုပြီးအနားယူကြောင်းကြေညာခဲ့ပါတယ်။ကဘာကြီးကဒီထူးခြားတဲ့သမိုင်းဝင်ခိုင်းချမ်းကိုအမြဲတမ်းအမှတ်မိနေမှာပါ။သူရဲ့စိတ်ဓာတ်သူရဲ့စွမ်းအားနဲ့သူရဲ့မျက်ရည်တွေပေါ့ကျွန်တော်အမြင်ရအဲ့ဒီညဟာကျွန်တော်မြင်တွေ့ကြရတာဟာတကယ်လို့ရဲ့အကောင်းဆုံးပုံစံပါပဲတနည်းအားဖြင့်ဆရာမလို့ရဲ့သူဟာအားကစားသမိုင်းတိရှောက်အကောင်းဆုံးကမ္ဘာ့ချန်ပီယံခေတ်ပေါင်းဆရာတယောက်အဖြစ်မှတ်တမ်းဝင်သွားခဲ့ပါပြီတကယ်ကိုပုံမြင်ဆန်တဲ့အဆုံးသတ်ပါပဲလို့ချက်ရီကပြောဆိုခဲ့ပါတယ်တကယ်လို့အတွက်တော့နှစ်ပေါင်းများစွာဆောင်တိုင်းကြရတဲ့ရော့ချန်ကိုနိုင်ယူခြင်းနဲ့အတူချန်ပီယံတယောက်အဖြစ်ဂရဝင်တယောက်အဖြစ်ဂုဏ်သိက္ခာရှိရှိအနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်ဒီနေ့တင်ဆက်မှုကတော့ပါပဲနောက်ဆုံးအတိုက်ခိုင်အောင်စားတဲ့နေ့စိတ်ဝင်စားဖွယ်အကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ